Hello ဒီနေ့ငရန်ဟင်းလေးချက်စားရအောင်နော်ရေစစ်တန်းစင်ထားတဲ့ငရန်အသားတွေတဲကိုငါးငံပြားရည်နဲ့စားနဲ့ကော်ဖီမုန့်နဲ့ထည့်ပါမယ်စနွေးမုန့်နဲ့ထည့်ပြီးတော့အရသာတွေဝင်သွားတဲ့အထိနှိမ့်နှက်ထားပါမယ်နော်ငါးတွေကိုအရသာတွေဝင်အောင်နှက်ထားတဲ့အချိန်မှာလိုအပ်တာတွေကိုလည်းပြင်ထားပါတယ်စီဆူလာရင်ကြက်တော်နီနဲ့စနွေးကိုအရင်စစ်တတ်မယ်ပြီးတော့မှချင်းကြက်တော်နီချိန်ထားတာကိုထည့်ပါတယ်ပြီးရင်ခရမ်းကျင်သီးလှီးထားတာတွေကိုထည့်တယ်။ငရုတ်သီးအယောင်တင်မုန့်နဲ့ငါးငံပြားရည်နည်းနည်းကိုလည်းတစ်ခါတည်းထည့်လိုက်ပါတယ်။ခရမ်းကျင်သီးရေနူးဖို့အတွက်ရေနွေးနည်းနည်းကိုထည့်ပါတယ်။ပြီးရင်တော့အဖုံးလေးအုပ်ပြီးခဏထားထားတယ်။ခရမ်းကျင်သီးရေအခုလိုမျိုးကြေသွားပြီဆိုတော့မှအရသာနဲ့ထားတဲ့ငါးတွေကိုပြန်ပြီးတော့ထည့်ပါတယ်။ငါးတွေကိုစီရီဝင်သွားအောင်လို့တစ်ချက်မွေးလိုက်မယ်နော်။ပြီးသားရင်တော့အဖုံးလေးအုပ်ပြီးတော့ခဏလေးထားပါမယ်။ငါထွက်တဲ့ရေခံပြီးတော့စီပြန်ပြီဆိုလို့ရှိရင်တော့ရေနွေးလေးနည်းနည်းထပ်ပြီးတော့ထည့်ပါမယ်ရှင်။ကိုလိုချင်တဲ့အရေးအနေထားနဲ့စီရန်ရေချမ်းဖြစ်လာပြီဆိုလို့ရှိရင်တော့ရှက်နက်နဲ့လေးအုပ်လို့ရပါပြီ။အခုဆိုရင်တော့ငါးကြိုက်ပင်မဲ့အယိုးကြောက်တဲ့သူတွေအတွက်ချက်ထားတဲ့စီပြန်ရေချမ်းငရန်ဟင်းလေးရပါပြီရှင်။